အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဒရုံပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ကဒီ RP ထဲမှာပါတဲ့ season share mission အကြောင်းမြန်မာလိုဘာသာပြန်ပြီးတော့အသေးစိတ်ဖော်ပြမျိုးဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ကျွန်တော် channel လေး lines ready လုပ်ပြီးထည့်ချက်ပါအောင်ဗီဒီယိုလေးကိုစလိုက်ကြရအောင်အခုကျွန်တော်အရင်ဆုံး RP ထဲသွားပါ RP ထဲမှာကျွန်တော် mission ကိုနှိပ်လိုက်ပါ mission ထဲမှာကျွန်တော်တို့ season share လေးကိုနှိပ်လိုက်ပါနော်ကျွန်တော်ဒီ season share ကကျွန်တော်ဒီ weekly share လို့မဟုတ်ဘဲနဲ့သူကတစ်ခါပဲဖြည့်လို့ရပါအဲ့တော့ရတဲ့ point တွေလေတော်တော်များများကိုရပါတယ်တစ်ခါရရင်100 150ရရပါနော်RP point 200ရတဲ့ mission တွေလည်းရှိပါတယ်ဒီ mission တွေကဒီ season တစ်ခုလာရင်တစ်ခါပဲပေါ့နော်ဘယ်တော့မှ reset မရှာတော့ပါဘူး RP မှာတစ်ခါပဲလာတဲ့ mission မှာအကြောင်းမို့သူက point တွေအများကြီးပေးထားပါတော့ဒီကျွန်တော်ပထမဆုံး mission ကတော့ဒီ chance 0သို့မဟုတ်နေရသို့မဟုတ်ပတင်းပေါင်းကိုအခါ90 classic mode မှာကြောရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီ mission ကတော့ကျွန်တော်တပွဲထဲမှာမတူညီတဲ့ gang 5လက်ကိုကန်ရမှာဖြစ်ပါတယ်ဒီ mission တော့ကျွန်တော်တို့ဒီလင်းမွားနေစင်းလို့ရှိရင်ကို teammate ကို follow လုပ်ပြီးဆင်းရမှာဖြစ်ပါတယ်ကို teammate ကို follow လုပ်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီ mission တော့ကျွန်တော်တို့ကိုယ့်ရဲ့ teammate ကိုနောက်လိုက်အောင် follow လုပ်ခိုင်းပြီးတော့လင်းမွားနေစင်းရမှာဖြစ်ပါတယ်ဒီ mission တော့ကျွန်တော်တို့ကိုယ့်ရဲ့တငယ်ချင်းနဲ့ကြိုက်တဲ့ mode မှာရှစ်ပွဲဆော့ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီ mission ကတော့ကျွန်တော်တို့ classic mode မှာမိနစ်200အသက်ရှင်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီ mission တော့ကျွန်တော်တို့ဒီ home coin လေးတွေကို1000ခွဲသုံးပြီးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ mission ကတော့ဒီ Iran ကတော့မဟုတ် living မှာအိမ်ခေါင်မိုးပေါ်တွေကိုကျွန်တော်တို့10ကတက်ရမှာဖြစ်ပါတယ်ကျွန်တော်လင်းမွားနေစင်းရတဲ့အိမ်ခေါင်မိုးပေါ်ရောက်အောင်လုပ်မှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ mission ကတော့တငယ်ချင်း900ကိုအပ်ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီ mission တော့ကျွန်တော်တို့ပွဲပြီးလို့ရှိရင် like ပေးတဲ့နေရာမှာကိုယ်တငယ်ချင်းကို like ပေးရမှာဖြစ်ပါတယ်24ချိန်ပေးရမှာဖြစ်ပါတယ်တပွဲမှာ3ချိန်ပေးလို့ရပါတော့ပြီးလို့ရှိရင်ဒီ mission တော့ကျွန်တော်တို့ platinum သို့မဟုတ် platinum ထဲမြင့်တဲ့ rank ကိုရောက်အောင်လုပ်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီ mission တော့ကျွန်တော်တို့ရက်20 TD PUBG တွေလောက်ရင်ဝင်ရမှာဖြစ်ပါတယ်ကျွန်တော်ပြီးလို့ရှိရင်ဒီ mission တော့တောက်ကြနေရတဲ့တင်းနှင်းခွန်းတွေအတွင်းကို10ပွဲဆော့မှာဖြစ်ပါတယ်ကြိုက်တဲ့မုတ်မှာပါကျွန်တော်ပြီးလို့ရှိရင်ဒီ mission တော့မတူညီတဲ့တငယ်ချင်း10ယောက်ကို BB ပေးရမှာဖြစ်ပါတယ်အဲ့ဒီမတူညီတဲ့တငယ်ချင်း10ယောက်ကကျွန်တော်တို့ပေးလိုက်ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ mission လေးကတော့ classic mode မှာမီတာ1000ရီကိုမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီ mission ကတော့ကျွန်တော်တို့ classic mode 5ပွဲမှာဒီကျွန်တော်တို့ကင်တဲ့တနက်နဲ့လုံး full attachment ဖြစ်အောင်လုပ်မှာဖြစ်ပါတယ်ကျွန်တော်ဒီ mission လေးကတော့ဒီ season အတွင်းမှာဂိမ်းထဲမှာမိနစ်200နေရမှာဖြစ်ပါတယ်ဒီဟာတော့ကျွန်တော်တို့မိနစ်360ပါဒီ mission တော့ကျွန်တော်တို့မိနစ်480ဂိမ်းထဲမှာနေရမှာဖြစ်ပါတယ်ဒီ mission ကတော့ကျွန်တော်တို့မိနစ်600ပါဒီ mission ကတော့ကျွန်တော်တို့မိနစ်920ဖြစ်ပါတယ်ဒီ mission တော့ကျွန်တော်တို့မိနစ်900နေရမှာပါဒီ mission တော့ကျွန်တော်တို့ classic mode တပွဲတဲ့ enemy shot ကောင်ရှင်းရမှာဖြစ်ပါတယ်ဒီ mission တော့ကျွန်တော်တို့ classic mode မှာ headshot ထိပြီးတော့ damage 1000ရအောင်လုပ်မှာဖြစ်ပါတယ်ဒီ mission တော့ကျွန်တော်တို့ classic mode မှာပြေးနေတဲ့ enemy 10ယောက်ကိုရှင်းရမှာဖြစ်ပါတယ်ဒီ mission တော့ကျွန်တော်တို့ classic mode မှာ enemy 50ရှင်းရမှာဖြစ်ပါတယ်ဘယ်နှပွဲဖြစ်ဖြစ်ရပါတယ်ဒီ mission တော့ကျွန်တော်တို့ဒီ season အတွင်း game ထဲမှာမိနစ်30နေရမှာဖြစ်ပါတယ်ဒီ mission တော့ကျွန်တော်တို့မိနစ်20နေရမှာဖြစ်ပါတယ်ဒီ mission တော့ကျွန်တော်တို့မိနစ်60ပါဒီ mission တော့မိနစ်100နေရမှာဖြစ်ပါတယ်Okay ဒါဆိုတော့ဘာသာလို့ဒီ season challenge mission အကြောင်းကိုမြန်မာလိုနားလည်သဘောပေါက်သွားလို့ထင်တယ်ပေါ့နော်အားလုံးပဲကျွန်တော်ဗီဒီယိုလေးလောက်ပါပဲနောက်ဗီဒီယိုပြန်ကြပါမယ်အားလုံးပဲပတ်မြင်ပါ